ဆိုတော့ကျွန်မကအဆိုတော်တယောက်ဖြစ်တယ်အဆိုတော်တယောက်ဖြစ်တဲ့အတွက်ကြောင့်ငငယ်လေးကမီယိုဖလာဗမာခရိယန်ဖြစ်ပါတယ်ဆိုတော့ဖိုးဖိုးကြီးဦးတင်မောင်ထွန်းဆရာကြီးဖိုးဖိုးကြီးဦးတင်မောင်ထွန်းရဲ့ညီတဝင်းခွဲလဲတော်ပါတယ်ဆိုတော့ကျမတို့ကအမြဲတမ်းယေရှုအကြောင်းကိုကောင်းကောင်းသိတယ်ယေရှုအကြောင်းကိုကောင်းကောင်းလဲအသေးခံတယ်အသွေးသွန်းတယ်အပြည့်ကျွေးဆက်ပြီးတဲ့ယုံရင်သာရသက်ရမယ်မယုံရင်ငရဲသွားမယ်ငငယ်လေးတွေသိတယ်အတန်ကောင်းကောင်းလေးရထားတော့တခြင်းကောင်းကောင်းဆိုတတ်တယ်ဆိုတော့သခင်ယေရှုအကြောင်းကိုသိပေမဲ့ကျမကဆုံးရှုံးနေတာတွေတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သခင်ယေရှုနဲ့မသိဘူးသခင်ယေရှုနဲ့မသိတဲ့အခါမှာသခင်ယေရှုတက်နိုင်ခြင်းသခင်ယေရှုဒုက္ခရောက်ရင်တကယ်ကူလားမကူလားသခင်ယေရှုပေးတဲ့တတ်သိဆိုတာကျမမှာတကယ်မရှိခဲ့ဘူးဟိုလိုလိုဒီလိုလိုဟိုလိုလိုဒီလိုလိုနဲ့အဲ့တော့ကျမအတန်လဲကောင်းတယ်ပူပူနုနုချောချောငငယ်တုန်းကပေါ့နော်ဆိုတော့ရှင်နောဘာညာဆိုတော့ပြိတ္တတွေကလည်းရှိတယ်ရှိတော့ကိုဟုတ်လာပြီဆိုပြီးတော့ငါသဘောကောပြီးတော့ငါလုံနိုင်တယ်ငါတက်နိုင်တယ်ငါရှာနိုင်တယ်ငါနဲ့သွားတဲ့အခါမှာကျမတနေ့မှာဒုက္ခအကြီးကြီးတစ်ခုရောက်လာရောက်လဲရောက်ကောငါဖြေရှင်းနိုင်လားဆိုတော့မဖြေရှင်းနိုင်တော့မဖြေရှင်းနိုင်တော့ဘု து စီကူတောင်းလဲဆိုတော့ကျမရဲ့အုံနောက်ထဲမှာရှိနေတာကသခင်ယေရှုအကြောင်းကိုသိပြီးသခင်ယေရှုနဲ့မသိတဲ့အခါမှာကျမခေါင်းထဲမှာလောကအရာတွေပဲရှိနေတာဖြစ်တယ်လောကအရာတွေကိုကျမသိကျွမ်းနေတယ်လောကကအရက်တွေမူရစ်စေးဝါးတွေအပေါင်းအသင်းတွေကိုပဲကျမသိကျွမ်းနေတယ်တောင်းကောင်းသိတဲ့အခါမှာကျမဒုက္ခရောက်တဲ့အခါမှာအဲ့ဒီအရာတွေကိုပဲကျမမိခိုတယ်ကျမအမိပြုတယ်ကျမမျော်လင့်တယ်ကျမသွားပြီးတော့တောင်းခံတယ်ဆိုတော့ကျမရဲ့ focus ကမှားသွားတဲ့အခါမှာရလက်ကလည်းမှားတာဖြစ်တယ်မှားလာပြီးတော့ကျမတဖြည်းဖြည်းနဲ့ကိုမိခိုနေတဲ့အရာကကိုမထောက်ပံ့ပေးနိုင်တဲ့အခါကျတော့ကျမကတဖြည်းဖြည်းနဲ့ဂျုံကြနေပြီဂျုံကြဆိုင်တဲ့ချင်းလို့ဖြစ်လာတာအဲ့ဒီအခါမှာကျမနောက်ဆုံးလုံးဝမခံနိုင်တော့တဲ့အချိန်မှာကျတော့ငငယ်တွေကလူကြီးတွေမိတ်ဆက်ပေးထားတဲ့ယေရှုကျမလည်းကောင်းကောင်းပါဇက်ကယေရှုတခြင်းနဲ့ဇက်တိုက်ဆိုခဲ့တဲ့အဲ့ဒီယေရှုကြီးကိုကျမဆူတောင်းလိုက်တာဖြစ်တယ်ဆူတောင်းလိုက်တဲ့အချိန်မှာဖခင်ကစတင်အလုပ်လုပ်နေတယ်သင်မြင်ခြင်းမှမြင်ရလိမ့်မယ်ဝိညာဉ်တော်ဖခင်ကဝိညာဉ်နယ်ပယ်တယ်မှကျမတို့တို့အလုပ်လုပ်ပေးနေတာဖြစ်တယ်ခေါ်ရင်ထူးမဲ့ဖခင်အနားမှာရှိမဲ့ဖခင်ဖြစ်တယ်လို့ဂတိပေးထားတဲ့ဖခင်ဟာတကယ်သစ္စာရှင်ဖြစ်တယ်သစ္စာရှိတဲ့အတိုင်းကျမခေါ်ရင်တကယ်ထူးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဆိုတော့ကျမဆူတောင်းလိုက်တဲ့အခါမြင်ရင် तू အလုံးလုံးနေပြီဒါပေမဲ့ကျမမမြင်ဘူးကျမမသိဘူးကျမမူရစေဝါတွေ73နေတုန်းပဲဒါပေမဲ့ကျမအဲ့ဒီအချိန်မှာဆက်ပြီးဆူတောင်းနေတုန်းပဲဘာဖြစ်လို့လဲဆိုတော့အားကိုးစရာဘာတစ်ခုမှမရှိတော့တဲ့အခါမှာအဲ့ဒီယေရှုကိုပဲကျမမိတဟဲပြုတ်ပြီးကျမဆူတောင်းလာတဲ့အခါမှာသူရှိကြောင်းတက်တွေကိုဝိညာဉ်တော်အားဖြင့်ကျမသိလာတာဖြစ်တယ်တရှင်တော်ဝိညာဉ်တော်ဘုရားသခင်ယေရှုရှိကြောင်းကိုကျမကိုဖော်ပြလာတာဖြစ်တယ်ဖော်ပြလာတဲ့အခါမှာတဖြည်းဖြည်းနဲ့မူရစေဝါ dose တွေကရော့ပြီးတော့နောက်ဆုံးမှာလုံးဝမလုပ်ချင်တော့တဲ့အချိန်တွေတခုရောက်သွားပြီရောက်သွားတဲ့အခါမှာ I am ready Jesus အနားမှာရှိတာလေကျမသိပြီဝိညာဉ်တော်ရှိနေတာလည်းသိနေပြီဆိုတော့သမီးဘာလုပ်ရမလဲဆိုတဲ့အချိန်မှာဖခင်ကပြောတယ်နှုတ်ကပတ်တော်လေးတခုအဲ့အချိန်တော့ကျမအခန်းထဲအမှောင်ကန်အဲ့မှာအလင်းတန်းလေးနဲ့သူကထိုးပြတယ်ထိုးပြပြီးတော့အဲ့နှုတ်ကပတ်တော်အားဖြင့်မာနသည်ပျက်စီးခြင်းအရင်မာနထောင်လွှားတဲ့သူဟာပျက်စီးမယ်တဲ့နော်မာနသည်ပျက်စီးခြင်းချင်းထောင်လွှားသောသဘောသည်ရှုံချခံမယ်လို့ပြောတယ်ကျွန်မငါသဘောကိုခဲ့တဲ့အဆိုတော်တွင်ကဲစွန်ကလေးတွင်ကဲကဖျားသခင်မှုတ်ထုတ်လိုက်ရင်တစ်ချက်တဲ့တောင်စားဖြစ်သွားတာပဲဖျားသခင်မှုတ်ထုတ်လိုက်ရင်အိမ်တောင်ကပြက်ကွဲသွားတာပဲဖျားသခင်မှုတ်ထုတ်လိုက်မိဘဲချစ်ပါတယ်ဆိုတဲ့မိသားစုဥထားတဲ့မိသားစုကခါချသွားတာပဲငွေကြေးလည်းဘာမှမရှိတော့ဘူးဒါကြောင့်ဖျားသခင်မာနထောင်လိုက်ရင်လုံးဝမတုံးတဲ့အပြင်သူကမှုတ်ချပလိုက်မှာဖြစ်တယ်နောက်ထပ်နှုတ်ကပတ်တော်အဲ့ဒီအားလေးကိုကျွန်မသိပြီးတော့အလိုတော်သို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်းတယ်နားထောင်ခြင်းသည်တိုးထီးစီဥထက်သာ၍ကောင်းတယ်ဆိုတဲ့နှုတ်ကပတ်တော်လေးဒီမိသားစုတွေလည်းသိမှာပါပြောချင်တဲ့သဘောဖခင်သခင်ရဲ့အလိုတော်ကိုဝန်ခံခြင်းဟာကျွန်မတို့အရန်ကောင်းတယ်လို့ပြောတာနားမထောင်ခြင်းကနတ်ဆိုးနဲ့ပေါင်းခြင်းကဲ့သို့၎င်းဘေးတင်တစားသုံးခြင်းကဲ့သို့၎င်းဖြစ်တယ်ဘုရားသခင်စကားကရောက်လာပြီဆိုအဲ့ဒီအရာကိုတိတိကြီးနဲ့မလုပ်ဘဲနဲ့ကျမတို့လှုပ်ချင်တဲ့အရာတွေကိုပဲကျမတို့ဆက်ပြီးဦးစားပေးပြီးလုပ်နေတဲ့အခါမှာအဲ့ဒီအရာကဘေးတင်တစားသုံးခြင်းဆိုတဲ့အပြစ်ကြီးတာဖြစ်တယ်နတ်ဆိုးတွေနဲ့သွားပေါင်းတယ်လို့ဖြစ်တယ်ဘုရားစကားနဲ့နားမထောင်ဘူးဘုရားနဲ့မပေါင်းရင်တရားနတ်ဆိုးနဲ့ပေါင်းတာပဲဖြစ်တယ်ဒါကြောင့်အဲ့လိုအခြေအနေမျိုးတွေမှာကျမကဝေါအဲ့ချိန်မှာနှုတ်ကပတ်တော်ဆိုတာကျမသိတာဒီလောက်တောင်ငါအပြစ်ကြီးနေပါလား
ငါဘုရားသခင်ဒီမူရစေဝါသုံးတာမကြိုက်ဘူးဆိုတော့တည့်ရသားနဲ့ငါသုံးနေတဲ့အရာကြီးကငါဘုရားဒါလောက်တောင်ငါသစ္စာဖောက်မိနေတယ်လို့ဖြစ်ပါလားဆိုတဲ့အဲ့လိုမျိုးကျွန်မ ready ဖြစ်လာပြီးနှုတ်ကပတ်တော်သိတဲ့အခါမှာဖိလိပ္ပိ53မှာငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောယေရှုအားဖြင့်ခတ်သိမ်းသောအမှုရာတို့ကိုငါတက်ဆွမ်းနိုင်တယ်ဆိုတဲ့နှုတ်ကပတ်တော်ကကျွန်မကိုလုံးဝပြောင်းလဲသွားစေတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအတန်တွေကြားပြီးတော့ကျွန်မ psycho တွေဘာညာအဲ့မူရစေဝါကြောင့်ကျွန်မဒီစိတ်တက်တွေကြနေတဲ့အချိန်မှာကျွန်မကိုမတ်တက်ထပြီးဝန်ခံကြွေးကြော်လိုက်တယ်ငါဒီဘဝကလွတ်မြောက်ရမယ်လို့ဒါကြောင့်သင်တို့ဘယ်အခြေအနေပဲရောက်နေပါပါစေသင်တို့ဘလောက်ပဲဆင်းရဲဒုက္ခတွေဖြစ်နေပါစေသင်တို့ဘလောက်ထိမကြုံကျင်တဲ့အရာတွေပဲကြုံနေပါစေအဲ့ဒါကအမှန်မဟုတ်ဘူးသင်တို့ဝန်ခံခြင်းနဲ့ယုံကြည်ခြင်းဘယ်အရာပေါ်မှာလဲဖခင်ရဲ့ဂရုတော်ပေါ်မှာဖြစ်တယ်အဲ့ဒီအရာပေါ်မှာဝန်ခံယုံကြည်ခြင်းနဲ့သင်ကြွေးကြော်လိုက်တဲ့အခါမှာဖခင်ကအလုံးလုံးမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါယုံကြည်သူတွေအခွင့်အရေးပင်ဖြစ်တယ်ယုံကြည်သူတွေကလောကသားတွေစိတ်ညစ်တဲ့အခါလောကသားတွေဝမ်းနည်းတဲ့အခါဘလို့မုန်တိုင်းတွေဘလို့အခြေအနေတွေဘလို့နိုင်ငံရေးတွေဘလို့အခက်အခဲတွေကြုံလောကသားတွေလို့ကျမတို့ကလိုက်ငိုနေဖို့မဟုတ်ဘူးညီးတွားနေဖို့မဟုတ်ဘူးအဲ့ဒီအထဲမှာဖခင်သားသမီးတွေကပေါ်ထွန်းရမှာဖြစ်တယ်ဖခင်သားသမီးတွေအဲ့ထဲမှာကျမတို့လေဟုန်စီးဖို့ဖခင်ကအလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာဆိုတော့အဲ့ဒီအချိန်လေးမှာကျမကအဲ့လိုဝန်ခံတာမျိုးဖြစ်မယ်ဆိုတော့လည်းမသိဘဲနဲ့မခံစားနိုင်တော့လို့ငါဒီလောက်တောင်ဖြစ်ရပါလားငါလုံးဝရမယ်ဆိုဝန်ခံကြွေးကြော်မတက်ထပြီးတော့ခုနဖခင်ပြတဲ့နှုတ်ကပတ်တော်ကျမသေချာသွားဖတ်ပြီးတော့ကျမရေချိုးခဲ့တဲ့အသွားမှာဖခင်ရဲ့အတန်တော်ကြီးကိုရှင်းရှင်းကြားခဲ့တာဖြစ်တယ်ဟာလေလုယာဖခင်ကကျမဘယ်ပဲသွားရှိတယ်မိကုံမောင်မတွေဘယ်နေရာရောက်ယေရှုရှိနေတာဖြစ်တယ်ဘလို့ပဲခေါ်ယေရှုသင်ကိုထွေးပွေနိုင်တယ်နှစ်သိမ့်ပေးနိုင်တယ်မဆပေးနိုင်တာယေရှုကထာဝရဘုရားဖြစ်တယ်အာမင်သင်တို့ကိုးကွယ်နေတာသင်တို့ရှာနေတဲ့အရာတွေကယေရှုမဟုတ်ရင်ခဏပဲဖြစ်တယ်ဆိုတဲ့အရာမှာကျွန်မအဲ့ဒီနေ့ကတည်းကဝေါယေရှုကန်းထဲမှာဒီယေရှုရဲ့အတန်တော်ကြီးကိုကြားတဲ့အခါမှာယေရှုနဲ့ဒီလိုကိုတော့ကျွန်မဘာသချင်းဆိုပြရမလဲဆိုတော့ဒီသချင်းဒါဝိဒ်သချင်းလေးတွေဆိုပါညာကျွန်မဆိုပြတဲ့အချိန်မှာဖခင်ရဲ့မျက်မှောက်တော်မှာလွတ်ချင်းရှိတာဖြစ်တယ်အာမင်ဖခင်သခင်ရဲ့စကားရံအောက်မှာကျွန်မဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတာဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးတော့ကျွန်မသည်လွတ်ချင်းအခွင့်နဲ့ဝမ်းမြောက်ခြင်းနဲ့လူသစ်ဖြစ်ရသောအခွင့်ကိုဒီနေ့ဆိုရင်9နှစ်ပြည့်တော့မယ်ဖြစ်ပါတယ်ထိုယေရှုဘုရားကိုလက်ခုပ်တီးပြီးအာရပါရချီးမွမ်းရအောင်ဟာလေလုယာဒါကြောင့်သခင်ယေရှုဘုရားအယံကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်သခင်ယေရှုကခေါ်ရင်ထူးတဲ့ဘုရားဖြစ်ပါတယ်သင်တို့အနားမှာရှိတဲ့ဘုရားဖြစ်ပါတယ်နောက်ဆုံးသောကာလကတဖြည်းဖြည်းနဲ့ရောက်လာလေဒုက္ခတွေကကြုံလေသင်တို့ကအဲ့ဒီအပေါ်မှာပြန်ဝဲပြီးတော့ next level တစ်ခုပြီးတစ်ခုဘုရားကသင်တို့ကိုပို့မှာဖြစ်တယ်အာမင်ရောငုံနေဖို့လည်းမဟုတ်ပါဘူးလို့ကျွန်မကခွန်အားပေးခြင်းနဲ့တခြင်းလေးတစ်ပုဒ်နဲ့ကျွန်မ